အသေးအဖွဲတွေကိုအထင်မသေးပါနဲ့ဘဝမှာကျွန်တော်တို့အသေးအမွှားလို့ယူဆထားတဲ့အရာလေးတွေအများကြီးရှိပါတယ်ဥပမာအိတ်ချိန်ဆိုပါစို့အိတ်ချိန်ဘလောက်ပဲအရေးကြီးတယ်ပြောတချို့လူတွေကအိတ်ချိန်ကိုဂရုစိုက်လို့မရှိပါဘူးညဘက်ဆိုရင်ညနေတကောင်အထိနေကြပြီးတော့မနှက်ကြလို့ရှိရင်အလုံနောက်ကျတက်ပါတယ်ဒီလိုအရာလေးတွေကိုသစ်စိတ်ထဲမှာအသေးအဖွဲလို့ထင်ကောင်းထင်နေပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီအသေးအဖွဲလေးတွေကသင်ဘဝရဲ့ပျော်ရွှင်မှုနဲ့အများကြီးပတ်သက်နေပါတယ်ကျွန်တော်လုပ်ခဲ့ဘူးတဲ့ကုမ္ပဏီတစ်ခုမှာတငယ်ချင်းကောင်မလေးတယောက်ရှိပါတယ်သူကဘယ်တော့မှဆိုအလုံနောက်ကျလေးရှိတယ်ညဘက်ဆိုလဲစောစောအိတ်တက်သူတယောက်မဟုတ်ဘူးပထမအလုပ်ကိုနည်းနည်းနောက်ကျတယ်နောက်တော့အရင်နောက်ကျလာတယ်နောက်ဆုံးမှဝန်နေပေးခံလိုက်ရတယ်ဒါပေမဲ့ဆက်လက်ပြီးနောက်ကျဆဲပဲအလုပ်မှလည်းတိတ်ပြီးအဆင်မပြေတော့ဘူးတာဝန်တွေလည်းမကြေတော့ဘူးနောက်ဆုံးမှတော့အလုပ်ထုတ်ခံလိုက်ရတယ်သူကြည့်လိုက်ရင်လည်းအချိန်တော်တော်များများမှာစိတ်တက်ကြနေတတ်တယ်ဒါရီအလုံးဘဲကစလဲလို့အမြင့်ကိုလိုက်ရှာရင်အိတ်ချိန်ကစပါတယ်မိမိကိုဂယုမဆိုင်ခြင်းကစပါတယ်ညဘက်အိပ်ရဝင်တာနောက်ကြတော့မနဲ့မထနိုင်ဘူးမနဲ့မထနိုင်တော့ဘတ်စကာနောက်ကြတယ်ဘတ်စကာနောက်ကြတော့စိတ်မကြည်ဘူးစိတ်မကြည်တော့အခက်မသိရင်စပယ်ယာနဲ့လည်းစကားများနိုင်တယ်ရုံရောက်တော့အလုံးနောက်ကြတာမို့လာစာဖြတ်ခံရတယ်ရုံကိုနောက်ကြမှရောက်တော့အလုပ်တွေကပြီးတဲ့လောက်မပြီးဘူးအဲ့ဒီတော့ stress တွေကပိုဝင်လာတယ်အလုပ်မှလည်းတိတ်မပြောတော့ဘူးအလုပ်မှမပြောတော့ပိုပြီးတော့တောင်အလုပ်လာတာနောက်ကျလာတယ်နောက်ဆုံးဝန်နေပေးခံရတယ်နောက်ဆုံးမှတော့အလုပ်ထုတ်ခံလိုက်ရတယ်အဖြစ်အပျက်တိုင်းမှာအကြောင်းရင်းရှိပါတယ်တကယ်လို့သင်ကမပျော်ရွှင်နေဘူးဆိုရင်သင်ကိုမပျော်ရွှင်အောင်လုပ်နေတဲ့အကြောင်းရင်းအမြဲရှိပါတယ်အဲ့ဒီအရင်အမြစ်ကိုရအောင်ရှာပြီးဖြည့်ရှင်းရမှာဖြစ်ပါတယ်ကျွန်တော်ပြောခဲ့တဲ့ကောင်မလေးဆိုရင်သူ့အိတ်ချိန်လေးကိုတေးသေးချာချာဂရုစိုက်ဖို့ပဲလိုတာပါမနက်ပိုင်းအိတ်ရေဝပြီးစိတ်ကြည်နေရင်အလုပ်မှလည်းတော်တော်များများအဆင်ပြေတတ်ပါတယ်အသေးအဖွဲလို့တင်ထင်နေခဲ့တဲ့အရာလေးတွေကတကယ်တမ်းဘဝမှာအရေးကြီးတဲ့အရာတွေဖြစ်နေတတ်ပါတယ်နောက်တစ်ခုကကျန်းမာရေးပါကျွန်တော်အရင်ကကျန်းမာရေးနဲ့ပတ်သက်ပြီးဘာမှဂရုမစိုက်ပါဘူးဒါပေမဲ့တစ်ခါကအပြင်းထန်ဖျားပြီးတဲ့ကမှတ်သွားပါတယ်တလလောက်အလူအလဲခံစားလိုက်ရပါတယ်အသေးမွားပါဆိုပြီးတစ်ခါတလေစားစိမ်မမှန်တစ်ခါတလေနေ့လည်စာမစားဖြစ်နောက်တော့အားနေလာပြီးဖျားသွားခဲ့တာပါအဲ့ဒီနောက်ပိုင်းကျန်းမာရေးကိုအရန်ကြီးဂရုမစိုက်ရင်တော့မှအရင်ကထပ်ပိုပြီးဂရုစိုက်လာခဲ့ပါတယ်အစားအသောက်လည်းပုံမှန်စားလာခဲ့ပါတယ်အသေးမွားလို့ကိုထင်ခဲ့တဲ့အရာတွေကဘဝမှာဒုက္ခပေးတတ်မှန်းသိလာပါတယ်စာဖတ်သူတွေမှာလည်းအိတ်ချိန်မမှန်စားချိန်မမှန်တဲ့သူတွေရှိရင်အခုတည်းကစပြီးပြန်လဲဂရုစိုက်စေချင်ပါတယ်အဲ့ဒါတွေကသင်ရဲ့ပျော်ရွှင်မှုနဲ့ပတ်သက်နေလို့ပါကျွန်တော်တို့မိလျော့တက်တဲ့နောက်ထပ်အရာတစ်ခုရှိပါသေးတယ်အဲ့ဒါကကျွန်တော်တို့မှာရှိတဲ့အရာတွေကိုတန်ဖိုးမထားခြင်းပါကျွန်တော်မှာ laptop လေးမရှိခင်တုန်းကဆိုရင်ကျွန်တော် laptop လေးတစ်လုံးအရန်လိုချင်ခဲ့တာ laptop လေးရပြီးအချိန်ကြီးကြာလာတော့နောက်ထပ်တစ်မျိုးလိုချင်လာခဲ့ပြန်ရောအဲ့ဒီလိုချင်တဲ့စိတ်အတော်မသက်ရင်နဲ့မိမိမှာရှိတဲ့အရာလေးတွေကိုတန်ဖိုးထားဖို့ကျေးဇူးတင်ဖို့မိနေတတ်ပါတယ်မိမိမှာနှကြက်လေးတစ်ခုရှိတယ်ဒါပေမဲ့အားမရဘူးဒီထက်ပိုကောင်းတဲ့ဟာကိုလိုချင်မိတယ်မိမိမှာရှိနေတဲ့နှကြက်လေးရဲ့တန်ဖိုးကိုအဲ့ဒီနှကြက်လေးပျောက်သွားချိန်ပြစ်သွားချိန်မှပဲပိုပြီးတန်ဖိုးထားတတ်လာပါတယ်မဝယ်ခင်ကတော့အရန်လိုချင်နေမိတယ်ဝယ်ပြီးကစားဆိုရင်အရန်သဘောကျနေတာတလားလောက်နေတော့နည်းနည်းလေးရိုးလာတယ်တစ်နှစ်လောက်လည်းနေရောတိတ်အလေးမထားတော့ဘူးပျောက်သွားပြစ်သွားတဲ့အချိန်ကျမှတန်ဖိုးပြန်တက်လာပါတယ်အရာဝတ္ထုလေးတွေပျောက်သွားတာကပြန်ဝယ်လို့ရနိုင်ပါသေးတယ်ဒါပေမဲ့တင်ချရတဲ့မိသားစုတငယ်ချင်းစတာတွေပျောက်သွားရင်တော့ပြန်မရနိုင်ပါဘူးရှိတုံတန်ဖိုးမထားခဲ့တာတွေကိုသူတို့မရှိတော့မှတင်တောင်တအကြီးကျယ်ရပါလိမ့်မယ်ဘယ်အရာကိုမှတေးသေးမမွားဆိုပြီးအထင်မသေးပါနဲ့အသေးမွားတွေကိုစိုးရိမ်ပူပန်ကြောက်ကြဖို့ပြောတာမဟုတ်ပါဘူးတင်ဘွားတွေကတင်တတိမထားမိတဲ့အသေးမွားတွေကိုတန်ဖိုးထားဂရုစိုက်ဖို့ဆိုလိုတာပါမိမိမှာရှိတာတွေအတွက်ကျေးဇူးတင်ပါမိမိလိုမရှိတဲ့သူတွေအများကြီးပါပဲမိမိနေ့စဉ်ထမင်းစားနေရတယ်လို့ကဘာကြီးပေါ်ကလူတွေအားလုံးမှန်စားနေရမယ်လို့မထင်လိုက်ပါနဲ့အစားအစာငတ်မွတ်နေတဲ့သူတွေအများကြီးရှိပါတယ်မိမိမှာအိတ်စရာသောတခင်ရှိပေမဲ့အိတ်စရာနေရာမရှိတဲ့သူတွေလောကကြီးမှာအများကြီးရှိပါတယ်တိုးတက်ပြီးသားနိုင်ငံတွေမှာတောင်အိမ်ချရာမဲ့တွေရှိပါတယ်အခုအချိန်ကစပြီးမိမိလိုချင်တာတွေလည်းစူးစမ်းရေးမိ
မိမိမှာရှိတဲ့အရာတွေကိုလည်းတန်ဖိုးထားကြည့်ပါအရင်ကချက်ပို့ပြီးစိတ်ချမ်းမြေ့လာပါလိမ့်မယ်ကိုလိုချင်တာတွေကိုရဖို့ကြိုးစားနေရင်ကို့မှာရှိတဲ့အရာတွေနဲ့လည်းပျော်အောင်နေပါဟယ်လန်ကယ်လာ